好了，明个老们来看嘛ဗျာလာတော့ချောင်းလျောင်းစာဖြစ်သွားတယ်ဒီချောင်းလျောင်းစာရဲ့မနက်ခင်းလေးပါဟိုမှာတော့ကာဝေရနဲ့ကျန်ကမညော့ဝေရန်ရှိကြည့်တယ်천천히 해. 천천히 괜찮아.တက်ကြွတဲ့ကြက်ဖမှာဒါမှအစ်စ်ကွာတောင်းရမိုင်းလိုက်တယ်ကွာဒါလားတောင်းကြီးဆိုတာဒါကြားရတာဖြတ်တဲ့လမ်းနဲ့你们现在就啊，搞一弄了，行不行？哦အဲ့ကျွန်တော်မလို့ကြသေးဘူးထင်လို့အဲ့ဒါကြာကိုဆွဲနေတာအေးစေးဆွဲနေတာမဟုတ်ရင်ဟိုကဝရိယတအားကောင်းနေလို့ငါဝရိယကောင်းနေဒီတော့မှာဟုတ်တယ်ဒီကလမ်းတော့နေပုံမကြည့်ဘူးဒီကဟိုသွားအပေါ်ဖုံးညောင်းပေါ်ရောက်သွားတာခုနေ့ကလမ်းလျှောက်ပြီးတော့ဟောပြန်ဆင်းလာရင်တော်တော်လှအယောင်လေးကာလာခေါ်လို့ရတယ်ဟဲ့လား